Hatch 2026 COVID-19 ဦးနောက်အမည်ရောင်အဝါရောင်အဖျားကာကွယ်ဆေးများဖျားဖူးများအတွက်မဖြစ်မနေထိုးရမည်မွမ်းမံထားသောကျန်းမာရေးလိုင်းတွင်ချက်များကိုမလိုက်နာပါကဖျားဖူးအားလုံးအတွက်ကာကွယ်ဆေးအများပြားထိုးရန်အခွင့်အာဏာပေးထားပြီးမလိုက်နာပါကဝင်ခွင့်ညှင်းပယ်နိုင်သည် Sorry ကျန်းမာရေးအာဏာပိုင်များသည်2026 Hatch ဖျားဖူးခီးစဉ်တွင်ဆေးဘဆိုင်ရာလူဝဲချက်များကိုထုတ်ပြန်ခဲ့ပြီးလူစုလူဝေး၏အတွင်အများပြည်သူကျန်းမာရေးကိုကာကွယ်ရန်တင်းကျပ်သောကာကွယ်ဆေးထိုးခြင်းဆိုင်ရာလုပ်ပိုင်ခွင့်များနှင့်ကြမ်းခိုင်မှုစံနှုန်းများကိုအကောင့်ထဲဖော်ခဲ့သည်လမ်းညွှန်ချက်များသည့်2449 AH ဖျားဖူးရာသည့်တွင်နိုင်ငံတော်သို့ဝင်ရောက်လာသော Hatch နှင့် Hatch အလုပ်သမားအားလုံးပေါ်တက်ရောက်မှုရှိသည်ပါဝင်သူအားလုံးသည် COVID-19 ဦးနောက်အမည်ရောင်အဝါရောင်ဖျားကာကွယ်ဆေးများအတွက်တရားဝင်ကာကွယ်ဆေးထိုးလက်မှတ်များကိုတင်ပြရပါမည် COVID-19 ကာကွယ်ဆေးများသည်2023နှင့်2025ခုနှစ်ကြာတွင်နောက်ဆုံးထိုးပေးသည့်နောက်ဆုံးဆေးနှင့်ခရီးမထွက်ခင်အနည်းဆုံး2ပတ်လိုတွင်ဆော်ဒီမှခွင့်ပြုထားသောထုတ်လုပ်သူများကဖြစ်ရပါမည်မနင်ဂျကူကေကာကွယ်ဆေးများသည်ဆော်ဒီနိုင်ငံသို့မရောက်ရှိခင်10ရက်ထက်မနည်းသာ9နှစ်တွင်ထိုးနှံပါကတည်ရန်ရှိသေးသည်အလိုတွင် IPV သို့မဟုတ် OPV ကာကွယ်ဆေးကိုအပြည်ပြည်ဆိုင်ရာကာကွယ်ဆေးထိုးလက်မှတ်တွင်မှတ်တမ်းထားရပါမည်အဝါရောင်အဖျားရောဂါကာကွယ်ဆေးထိုးခြင်းသည်အသက်9လနှင့်အထက်ခရီးသွားများအားလုံးအတွက်စားတိနိုင်ငံမခွဲခြားပဲမဖြစ်မနေထိုးတင်ပါသည်ကာဝယ်ဆေးထိုးခြင်းပြင်စီးမင်းများသည်ပြင်းထန်သောကျန်းမာရေးအခြေအနေများဖြင့်ဖျားဖူးသူများကိုအေးချင်းပြီးမီစွာပြက်ပြက်သားသားတားမြစ်ထားသည်ကြီးမားသောကိုယ်တွင်းအင်္ဂါချို့ယွင်းမှုအဆင့်မြင့်နာတာရှည်ယောဂများစိတ်ပိုင်းဆိုင်ရာသို့မဟုတ်အာယုံကြောဆိုင်ရာချို့ယွင်းမှုများအန္တရာယ်များသောကိုယ်ဝင်းများတက်ကြွသောကူးစက်ယောဂများသို့မဟုတ်ကင်ဆာကုသမှုများဆက်လက်ရှိနေသူများသည်ဖျားဖူးခွင့်ရရှိမည်မဟုတ်ပါစီမင်းများသည်ရုပ်ပိုင်းဆိုင်ရာတောင်းဆိုသည့်ထုံးတမ်းဆက်လာများတွင်ဆေးဘက်ဆိုင်ရာအရေးပေါ်အခြေအနေများကိုတားဆီးရန်ရည်ရွယ်သည်လိုအပ်ချက်များပြည့်မီခြင်းမရှိသောကင်းသွားများသည်ပြည်ဝင်ခွင့်ငင်းပယ်ခြင်းတိကျခွဲခြားခြင်းသို့မဟုတ်အပေါ်ဆေးဘက်ဆိုင်ရာအကက်ဖြတ်ခြင်းများကြုံတွေ့ရနိုင်ပါသည်အစီအမံများသည်ရခင်ဟာဂျီယာသည်များနှင့်ကမ္ဘာလုံးဆိုင်ရာကုသယောဂတုံ့ပြန်မှုအတွေ့အကြုံများမှအတွင်အဆုလိုက်အပလုံးလိုက်ဆွေးနွေးမှုများအတွင်ကျန်းမာရေးအနေအများကိုဆက်လက်စီစဉ်ကိုခဲ့ပါသည်